ကိုဘလောက်ထိမ့်သိမ့်နိုင်တယ်လေအံ့ဩစရာကောင်းတဲ့လူတစ်ယောက်အကြောင်းပြောမှာပါနော်အဲ့ဒီလိုအံ့ဩစရာကောင်းတဲ့လူတစ်ယောက်အကြောင်းကိုဘာကြောင့်ပြောရတယ်လဲဆိုတော့အတုယူစေခြင်းနဲ့စိတ်နဲ့ပြောမှာပေါ့နော်လူငယ်တွေအတွက်ပေါ့အဓိကအင်မတန်ထိမ့်သိမ့်နိုင်တဲ့လူပဲအဲ့ဒီလူကဘယ်သူလဲဆိုတော့ဘုရင်တော်မြတ်စွာဘုရားဝေလုံအကြောင်းတိုင်းမှာသတင်းသုံးတော်မူခြင်းခံကာလရာဇဂျုံမြို့တဲ့တတိအမျိုးတစ်မျိုးမှာအင်မတန်ကူးဆက်လွယ်တဲ့ယောဂတစ်ခုဆွဲကတ်တယ်။စာထဲကတော့ယင်းအနာလို့ရေးထားတယ်။အဲ့ဒီယင်းအနာကအိမ်ချံပေါက်ကိုဖောက်ပြီးတော့ထွက်ပြေးမှလွတ်တယ်လို့ဆိုတယ်။ဆိုလိုတာကတိရင်တောက်လျှောက်ကိုပြေးတယ်လို့ပြောလို့သလားတော့မသိ။ဒါဒီကနေ့ခေတ်တော့အဲ့လိုလည်းမရှိပါဘူး။ဒါစာထဲမှာရေးထားတာတွေကိုဦးဇင်းတို့ပြောပြတာ။ပိသက်တို့လည်းစဉ်းစားတတ်ဖို့နော်။ယင်းအနာတဲ့အဲ့ဒါဆွဲတယ်။အဲ့တော့မိဘတွေကတို့တော့သေတော့မှသူတို့ယောဂဆွဲပြီးပြီအဲ့ဒါကိုသိတော့သူတို့ရဲ့တူရီသောသားလေးကိုမှားတယ်ငါသားမင်းအိမ်ချမ်းဆက်ကိုဖောက်ပြီးတော့အိမ်နံရံကိုဖောက်ပြီးတော့ထွက်ပြေးတော့ဘယ်နာမှာဒုပိုင်တဲ့ဂရေ40ကိုမြုပ်ထားအဲ့ဒါဒီယောဂကတ်ကြီးငြိမ့်ပြီဆိုတော့မှငါသားပြန်လာပြီးတော့အဲ့ဒါကိုတူးဖော်ပြီးတော့အသက်မွေးဝမ်းကြောင်းမှုပြုပါလေလို့မှားတော့သားဖြစ်တဲ့လူကဟုတ်ပြီဆိုပြီးတော့မသေးသေးသောအမေအဖေကိုပြစ်ပြီးတော့ပြေးတာဗျအဲ့ဒါအမေအဖေတွေအမျိုးတွေအကုန်သေးတယ်အဲ့ဒီကလေးတယောက်ပဲလွတ်တယ်အဲ့ဒါနဲ့သူတနေ့တည်းရောက်ပြီးတော့ဒီလိုနဲ့သူပြန်မလာဘူးနှစ်တွေတော်တော်ကြာသွားတယ်အဲ့ဒီမှာနောက်သူတော်တော်လေးအရွယ်ရောက်လာပြီဆိုတော့ဘိုးစိတ်မွေးတွေပတိုင်းမွေးတွေနဲ့သူပြန်ရောက်လာတယ်ပြန်ရောက်လာတော့သူ့ကိုအရက်ကပစုမှမမှတ်မိတော့အဲ့ဒါလိုမမှတ်မိတော့အဲ့ဒီကလေးအဲ့ဒီလူလင်ကညံရှိတယ်ထိမ့်သိမ့်နိုင်စွမ်းရှိတယ်ဘာစဉ်းစားလဲဆိုတော့ငါတဲ့ဒီအချိန်မှာဂရေ40သောပစ္စည်းတွေကိုတူးဖော်ပြီးတော့သုံးဆွဲမယ်ဆိုလို့ရှိဒီကောင်ဘယ်ကနေခိုးလာတယ်လဲတိုက်လာတယ်လဲငါ့ကိုဘယ်သူမှယုံကြည်မှာမဟုတ်ငါဘက်ကထောက်ခံမဲ့လူလဲငါတယောက်မှအခုမရှိတော့ဘူးတက်တည်လေအဲ့ဒီတော့ငါနဲ့ဒီပစ္စည်းတွေပဲရှိတာအဲ့တော့ဒီချိန်မှာငါထုတ်ယူသုံးဆွဲမယ်ဆိုရင်ငါအကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်သူသိတယ်နော်သူထုတ်ယူမသုံးဆွဲဘူးအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အောင်အေးနိုင်တယ်စောင့်စည်းနိုင်တယ်ဂရေ40သောပစ္စည်းရှိနေတယ်နော်အဲ့ဒါသူဘာလုပ်လဲဆိုတော့အလုတ်လိုက်ရှာတယ်ကျွန်တော်ဘာလို့မြင်ရမလဲပေါ့အဲ့တော့ရက်ကဝိုင်းပြီးတော့ပေးတယ်မင်းခုမှရောက်လာတယ်ကွာကဲအဲ့လိုဆိုလို့ရှိရင်မင်းရစော်လို့ကွာမင်းကိုတို့လာကဝိုင်းပေးမယ်ရစော်ဆိုတာကဦးစင်ကနားလေအောင်ပြောလိုက်တာပါစာထဲမှာပါတာကတော့အိယာထားခြင်းရောက်ပါပြီထားကြပါဆွန်းနေပါလိချက်ကြပါအလုတ်တွေဝင်ကြပါပြင်းမနေကြပါနဲ့လို့သူကလမ်းမှာလိုက်ပြီးတော့နှိုးဆိုတာတဲ့ဒီကနေ့ခေတ်အဲ့ဒီလိုလူမျိုးတောင်ရှိသင့်တယ်လို့ထင်တယ်နော်ကြားတဲ့လူတွေတတိယရင်ကောင်းတာပေါ့ဟုတ်လားအဲ့ဒါလိုလိုက်ပြီးတော့အော်လာအဲ့ဒီလူလင်ကအဲ့ဒါလိုအော်ရင်းနဲ့တနေ့တော့ဗိမိတာရမင်းကြီးကလေသာပတင်းဖွင့်ပြီးနန်းတော်ကနေပြီးတော့အဲ့ဒီလူလင်ရဲ့အတန်ကိုကြားလာကြားတဲ့အခါကျတော့မင်းကြီးကတကိုယ်ကြီးရေရွတ်တယ်ဒီပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာအင်မတန်ပေါ်တဲ့ပုဂ္ဂိုလ်ပဲအတန်ကိုနားထောင်ပြီးတော့သိတာတော့ဗိမိတာရအဲ့ဒီအတတ်ပညာသူ့မှာရှိတယ်သိလားဗိမိတာရအဲ့ဒီလိုမင်းကြီးကဒီပုဂ္ဂိုလ်ဟာပစ္စည်းပေါ်တဲ့ပုဂ္ဂိုလ်ပဲပစ္စည်းဥစ္စာသိချမ်းသာတဲ့ပုဂ္ဂိုလ်ပဲလို့ပြောတော့အဲ့ဒါကိုဘယင်ကြီးရဲ့မိဖုရားတွေကတယောက်ပေါ့နော်မောင်မကြီးတယောက်ကကြားတဲ့အခါကျတော့မင်းကြီးတယောက်ကအဲ့ဒီကောင်တော့ကိုလိုက်ရှာသူဘယ်သူလဲဘာလဲသိအောင်လုပ်ခဲ့အဲ့ဒါနဲ့အဲ့ဒီလိုပြန်လာတယ်အရှင်မအင်မတန်ဆင်းရဲပါလေရေစော်လုပ်ပြီးတော့စားနေရခိုးကိုးရမရှိတူးတဲ့တကောင်ကျွတ်တမျက်နှာလူမင်းကြီးကိုသွားပြီးတော့သရဥတင်တယ်ရှင်မင်းတရားအဲ့ဒါပစ္စည်းသိပ်ပေါ်တဲ့လူမဟုတ်ပါဘူးတဲ့သိပ်ဆင်းရဲတဲ့လူပါတဲ့လူမင်းကြီးကဘာမှမပြောဘူးစိတ်ပဲနေတယ်နောက်2ရက်3ရက်လောက်နေပြန်ရောအဲ့ဒီပုဂ္ဂိုလ်ရဲ့အတန်ကြားပြန်ရောကြားတော့မင်းကြီးကမနေနိုင်ဘူးပြောပြန်တယ်ပစ္စည်းဥစ္စာသိပ်ပေါ်တဲ့လူပဲဒီလူအဲ့ဒါလူမျိုး3-4ကလောက်ပြောတော့ဒီမောင်မကြီးကစိတ်ဝင်စားတယ်မင်းကြီးအလကားမပြောဘူးပစ္စည်းဥစ္စာမရှိဆင်းရဲတဲ့လူပါလို့ပြောတဲ့ကြားတဲ့ကဒီအတန်ကြားတိုင်းသူပစ္စည်းသိပ်ပေါ်တဲ့လူလို့ပြောနေတယ်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အရှင်မင်းတွေကကျွန်တော်မျိုးမကြီးသွားပြီးတော့စုံစမ်းမရရှိဒါကြောင့်ရိတ်ခါများချီးမြှင့်တော်မူပါအဲ့ဒါနဲ့သူ့ကိုအစပြား1000ပေးလိုက်တယ်သွားစုံစမ်းချီဆိုအဲ့ဒါမောင်မကြီးကလဲတယ်ဗျာဘာလို့ဆိုသူ့ရဲ့အရွယ်ရောက်တဲ့သမီးကိုခေါ်သွားတာနော်ခေါ်သွားပြီးတော့အဲ့ဒီလူဘယ်နှနေလဲအကုန်စုံစမ်းပြီးတော့ဒီပြင်အိမ်လေးမှာတဲပေးရစီလို့ပြောတော့ဒီပြင်အိမ်ကလူတွေကတို့အိမ်မှာလူတွေများတယ်ဟိုမှာဂုံဘဂောတကဆိုတာအဲ့ဒီလူလေးရဲ့နာမည်ကဂုံဘဂောတကသူကတူဦးလေးသမားသူ့တွေသွားပြီးတော့တဲကြဆိုတော့သားမီး2ယောက်အိမ်ရောက်လာ
ကုမာကောတကတနာကျင်တာတဲ့လူဆိုတော့ကြိုက်တဲတာပေါ့လေဒါပေမဲ့တရက်ဖယ်ရမယ်နော်အဲ့ဒါနောက်တရက်ရောက်တယ်သားမိနှစ်ယောက်ကမသွားဘူးအဲ့ဒါလိုနေနဲ့ဘာလို့တုံဆိုတော့အဲ့ဒီလူကတယောက်တည်းနေရတာဆိုတော့ဘယ်ကောင်းကောင်းမွန်မွန်ချက်ပြုတ်စားနိုင်မလဲအဲ့ဒါဒကမာကြီးကအလေကြီးဆိုတော့ဟုတ်လားအကုန်လုံးချက်ပြုတ်ပြီးတော့ကျွေးတာဗျာအဲ့ဒီတော့သူကလည်းပဲအတူနဲ့တန်ရုံးစင်နေဖြစ်2ရက်3ရက်တော့ခင်ဗျားတို့မသွားသေးဘူးလားအဲ့လိုနဲ့နောက်တော့ဦးဇင်းတို့စားတဲ့ပါတဲ့အတိုင်းအတိအကျတွေမပြောတော့ပါဘူးဗျာဟုတ်လားသူသမီးနဲ့ရသွားရောဆိုပါစို့ဟုတ်လားအေးအဲ့လိုသမီးနဲ့ရသွားပြီဆိုတော့မှမောင်မကြီးကဘာလုပ်လဲဆိုတော့ဘုရင်မင်းတရားကြီးကိုလှမ်းပြီးတော့အကြောင်းကြားတယ်ခုဒီလိုနဲ့သူတို့နဲ့တပေါင်းတစည်းတည်းဖြစ်သွားပါပြီအဲ့ဒီတော့သူ့မှာရှိတဲ့လျှို့ဝှက်ထားတဲ့ပစ္စည်းတွေထွက်လာအောင်လုပ်ဖို့ပဲကြံတော့တယ်ဒီလူကဘာမှမသိဘူးဟုတ်လားအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ငါဘာလုပ်ရမလို့ပေါ့အဲ့တော့ဒီမိဖုရားကြီးကဘာပြောလဲဆိုတော့ဒီလမ်းမှာနေတဲ့လူတွေအလုံးစုပြီးတော့ပွဲသဘင်ခံရမယ်ဒါဘုရင်ရဲ့အမိန့်ဒီတိုင်ပွဲသဘင်ခံတယ်ဆိုတော့တအိမ်ဘလောက်ကောက်မှာပေါ့ဗျာဟုတ်လားအေးအဲ့ဒါလိုကောက်ပြီးဆိုတော့ဟာကျုပ်ပတ်စံမရှိဘူးမင်းမိတ်ဆိုတာမင်းပတ်စံမရှိဘူးလို့ပြောလို့မရဘူးမင်းတစုံတယောက်စီကသွားချီးပြီးတော့ပဲဖြစ်ဖြစ်ငှားပြီးတော့ပဲဖြစ်မင်းရအောင်ရှာခဲ့ဟာခက်တာပဲဗျာခမည်းတော်ရောက်လာမှရှုပ်ရှုပ်တယ်ဟုတ်လားအဲ့ဒါလိုနဲ့ဘာလုပ်လောင်ဆိုတော့မြေကြီးထဲမြုပ်ထားတဲ့ဂရေ40တဲကဓာတ်တပြား2တပြားတော့သူထုတ်ပြီးတော့ယူလာတယ်ယူလာပြီးတော့ကဲရော့ဒါနဲ့ဖြည့်ရှင်းလိုက်ဒီဟုတ်ပြီဆိုတော့အဲ့ဒီပတ်စံကိုယူအဲ့ဒီပတ်စံကိုမင်းကြီးတွေပို့ပြီးတော့သူ့အိတ်ထဲကပတ်စံနဲ့စိုက်ပြီးတော့ပွဲတယ်လုံလိုက်တယ်လက်တေကံပစ္စည်းကပဲရောက်သွားပြီတော့နန်းတော်ရောက်သွားပြီဟုတ်လားနန်းတော်ရောက်သွားပြီအဲ့ဒါလိုနဲ့လက်တေကံပစ္စည်းလည်းရပြီလေဆိုတော့မှမင်းချင်းတွေရောက်လာတယ်မင်းပစ္စည်းတွေအများကြီးရှိတယ်လို့ပြောတယ်ဒါကြောင့်ဘင်းမင်းတွေကမင်းကိုလိုက်ခဲ့ရအာကြံကြီးစီရဗျာကျွန်တော်မှမရှိပါဘူးအဲ့ဒီမှာအတင်းအကျပ်ခေါ်တဲ့အခါကျတော့ဟေးမင်းတို့ငါတမက်ကိုဘာလုပ်ကြတာလဲလာတယ်နော်အဲ့ဒီကြတော့မှသူတို့ကရှေ့ကနေဂျိုပြီးတော့သွားနေတဲ့သားမီးနှစ်ယောက်ကမင်းကြီးတွေကဒီညင်းဆန်နေတဲ့လူကိုတခါတည်းတုံ့နှောင်ပြီးတော့ခေါ်လာအဲ့ဒါနဲ့ဘင်းမင်းတွေကရောက်တော့မင်းမှာပစ္စည်းတွေအများကြီးရှိပါလေခင်ဗျဘာကြောင့်မင်းတို့ဝှက်ပြီးတော့နေရတယ်လဲမရှိပါဘူးမင်းတွေကသူလိန်လုံးပဲဟုတ်လားဘယင်မင်းတွေကကိုလည်း तू မယုံနိုင်ဘူးအဲ့ဒီတော့မှဘယင်ကြီးက तू ထုတ်ထားတဲ့တက်တေကံပစ္စည်းအတပြားကိုထုတ်ပြတယ်ဒါကြည့်ဆိုအော်တယ်ဟာငါပတ်စံနေဘလို့ဒီရောက်နေတော့ပေါ့အဲ့ဒါနဲ့ तू ရှောက်ပြီးတော့ကြည့်တော့ဟိုသားမင်းတယောက်ကနန်းတွင်းသူအဝတ်အစားတွေနဲ့တောက်တောက်ပြောင်ပြောင်သူ့ကိုပြုံးပြီးတော့ကြည့်နေကြအဲ့ဒီကြတော့မှ तू အဓိပ္ပာယ်ပေါက်တယ်ဟုတ်လားအဲ့ဒါနဲ့ဘင်းမင်းတရားရှိကြောင်းပါဒီလောက်ရှိတာကိုမင်းဘာလို့မပြောတော့ယုံကြည်ရမယ့်လူမရှိလို့ပါငါမင်းတရားဟာယုံကြည်စရာမဟုတ်ဘူးလားမှန်မှယုံကြည်တရားဆိုလို့ရှိရင်ပြောပါမယ်ဘုရားဆိုပြီးတော့အဲ့ဒီတော့မှနေရာဒေသကိုပြောလှဲတွေပါတွေနဲ့သွားတိုက်အဲ့ဒီမှာဘုရင်ကြီးကသူ့သမီးနဲ့ဒီအမျိုးကောင်းသားကိုပေးစားနော်အဲ့ဒီမှာဘုရင်ကဗိမိတာရဘုရင်ကအင်မတန်တော်တဲ့လူပဲဂရေ40သောပစ္စည်းတွေကိုပိုင်ဆိုင်မှာလျှက်ခင်တယ်ကိုထိန်းနိုင်တယ်သိမ်းနိုင်တယ်နော်ကိုထိန်းနိုင်သိမ်းနိုင်တယ်ဆိုတဲ့အည်သွေးဟာလွယ်ဘူးဗျာနင်းတကယ်ကြီးမိုက်များအေးဒါကိုသဘောကျပြီးတော့သူ့ကိုမြတ်စွာဘုရားကြီးကိုခေါ်သွားတာဘုရင်ကြီးကသောတာပန်အရိယာသူတော်ကောင်းကြီးလေတော့သူ့တမက်ကိုဘုရားကြီးခေါ်သွားပြီးတော့မြတ်စွာဘုရားတဲ့ဒီလောက်တည်ကြည်တဲ့လူစောင့်စည်းနိုင်တဲ့လူဘုရားကျွန်တော်မျိုးကြီးမတွေ့ဘူးပါဘူးတဲ့အဲ့ဒီမှာအကြောင်းစုံမြတ်စွာဘုရားကိုလျှောက်တယ်လျှောက်တော့မှမြတ်စွာဘုရားကတခါကြီးဒီသူတော်ကောင်းဟာကိုစောင့်စည်းနိုင်တယ်မှန်တယ်တဲ့လောကမှာမတရားမှုတွေနဲ့အသက်မွေးဝမ်းကြောင်းမှုပြုတာဒါဟာတကယ်ချမ်းသာစေချမ်းသာမှာကိုမရနိုင်ဘူးကိုထိန်းကောင်းမွန်နဲ့အည်အသွေးရှိကြိုးစားမှသာလေတကယ်ချမ်းသာတဲ့ချမ်းသာမှကိုရနိုင်မယ်ဆိုပြီးတော့ကြီးပွားချမ်းသာကြောင်းတရား9ပါးကိုအဲ့ဒီမှာဟောတာ